Hello အားလုံးကိုမင်္ဂလာပါပြောင်းဖို့ဟင်းချိုရေးလှုပ်ရှားဖြစ်ခဲ့တဲ့ဗီဒီယိုလေးပါဆိုတော့ပြောင်းဖို့ကိုတန်းစင်အောင်ရေးနဲ့ဆေးပါမယ်ဆေးပြီးသွားလို့ရှိရင်ဒါနဲ့ပပလေးခုလိုမျိုးလီးယူပါမယ်နော်အဲ့ဒါပြီးသွားလို့ရှိရင် blender ထဲမှာကျမတို့အဲ့ဒီဟာလေးတွေကိုအကုန်လုံးကြိတ်ပလိုက်ပါမယ် blender နဲ့ကြိတ်တဲ့အခါမှာနည်းနည်းကြာလေးကြိတ်ပေးပါနော်ဆိုတော့ဒါကကျမတို့ငယ်ငယ်တုန်းကပေါ့နော်အမေတွေကကျမတို့ကိုလှုပ်ကြွေးခဲ့တဲ့ပြောင်းဖို့ဟင်းချိုရေးလေးပါသူတို့တုန်းကဆိုရင်ကျမတို့ကိုနို့စီဘူးနဲ့လေအဲ့ဒါနဲ့ချစ်ပြီးမှလေစိတ်ရှည်လေးနဲ့အချိန်အကြာကြီးအဲ့လိုချစ်ပြီးမှကျမတို့ကိုလှုပ်ကြွေးခဲ့ရဆိုတော့ကျမတို့ခေတ်မှာကျတော့တအားလွယ်သွားပြီဖြော်ရည်ဆက်ရှိတာဖြစ်တဲ့အတွက်ကြောင့်ဖြော်ရည်ဆက်နဲ့အခုလိုမျိုးကြိတ်ပေးလိုက်လို့ရှိရင်အဆင်ပြေပါတယ်နော်ဆိုတော့တန်စင်ပြီးသားပိတ်စာရဲ့စလုံးရဲ့အစင်တစ်ယူထားမယ်အဲ့ဒီပုံမှာကြိတ်ထားတဲ့ဖြော်ရည်ဒီပြောင်းဘူးဖြော်ရည်ဆက်မှာကြိတ်ထားတဲ့ဒီပြောင်းဘူးအရည်တွေကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်အရည်တွေအကုန်အစင်ပေါ့နော်ညှစ်လိုက်ပါမယ်နော်ဒီပြောင်းဘူးဟင်းချိုရည်အတွက်ပင်စိမ်းရဲ့စက်တင်ပြူစီချက်ရဲ့တက်ပေးထားပါနော်ဆိုတော့ကျမကတော့စီချက်လည်းမထည့်ဘူးပင်စိမ်းလည်းမထည့်ဘူးကျမမကြိုက်လို့ပေါ့နော်ဆိုတော့ကြိုက်တဲ့သူအတွက်ကတော့အရန်ကောင်းတယ်နော်မွေးလေးနဲ့အရန်စားလို့ကောင်းတဲ့ချိုလေးနဲ့ပေါ့နော်ဆိုတော့ကျမကဒေအိုးကိုအပူပေးထားပါတယ်အပူနည်းနည်းလေးပေးထားတယ်ပေါ့နော်ပေးထားပြီးလို့ရှိရင်အခုလိုမျိုးရရှိလာတဲ့အရည်တွေကိုကျမကဒေအိုးထဲကိုတွားပြီးထည့်ပါတယ်ဆိုတော့မီးရလဲ medium လောက်ပေါ့နော်အရန်လည်းမပြင်းဘူးအရန်လည်းဘယ်လိုပြောမလဲမနှဲဘူးပေါ့နော်အဲ့ဒီဟာလေးနဲ့ကျမကကြိုလိုက်ပါတယ်ဒီဘက်အိုးကကြတော့သမီးလေးအတွက်ပါဒီအိုးကြီးကကြတော့ကျမတို့လင်မယားနှစ်ယောက်အတွက်ပါအခုကတော့ကျမပြင်ဆင်ထားတဲ့ကျမချက်ပြုတ်ထားတဲ့ပြောင်းဖို့ဟင်းချိုရည်ရပါပြီကျမထမင်းလေးနဲ့စားဖြစ်ပါတယ်bye bye thank you ပါ